လုံးပဲမင်္ဂလာပါရှင်လူနာဒီ soul page ကနေပြီးတော့ကြိုဆိုပါရစေအခု pine 1 and 2ပေါ့နော်ဒီပုံလေး1နဲ့2ထဲကနေပြီးတော့ကိုအတွက်ဒီဂျွန်လိုက်မလားမှာရောက်လာမဲ့ကံကောင်းခြင်းတွေ energy ကိုကြည့်လို့ရဖို့အတွက်ဒီပိုင်းနှစ်ခုတွေကနေပြီးတော့တစ်ခုကိုရွေးချယ်ပေးပါပြီးလို့ရှိရင်အနောက်မှာအဖြေလေးတွေကြည့်ပေးပါနော်ကျေးဇူးတင်ပါတယ်ရှင်ဒါဒီ general reading ဖြစ်တဲ့အတွက်ကိုယ်နဲ့မကိုက်ဘူးဆိုလို့ရှိရင်လည်း personal reading ကြည့်လို့ရပါတယ်ကျေးဇူးပါရှင်အားလုံးပဲမင်္ဂလာပါရှင်။ဒီ soul page ကနေပြီးတော့ပြန်လဲကြိုဆိုပါရစေ။အခုဒါ pine 1ရွေးချယ်ထားတဲ့သူတွေအတွက်ပေါ့နော်။ဒီဂျွန်လိုက်မှာရရှိမဲ့ဂျွန်လိုက်မှာရောက်လာမဲ့ကံကောင်းခြင်းတွေပျော်ရွှင်မှုတွေကံကောင်းခြင်းတွေဘာတွေလဲဆိုတဲ့ဟာလေးကြည့်ပေးထားပါတယ်။ဆိုတော့ pine 1အတွက်ဒီထွက်လာတဲ့ကတ်ကတော့ဒီ5 of cups ပေါ့နော်။5 of cups ကကြတော့သူကခုနပြောရဲကိုယ့်စီကိုရောက်လာမဲ့ကံကောင်းခြင်းတွေပျော်ရွှင်မှုတွေပေါ့နော်အခုရောက်လာနေတဲ့အရာတွေအပေါ်မှာကိုကတိကျမခံစားနိုင်မဲ့နဲ့ကိုယ့်ရဲ့ဆုံးရှုံးမှုတွေကိုကြည့်နေတဲ့အဲ့ဆုံးရှုံးမှုတွေကို focus လုပ်နေတဲ့အတိတ်ပဲပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မို့လို့ ਨੇ နောက်ထပ်ရောက်လာမဲ့အရာတွေအောင်မြင်မှုတွေဒီပျော်ရွှင်ခြင်းတွေဒီဒါ stability ပေါ့နော်အခြေတကျဖြစ်တာအခြေကျတာအခြေရင်းနဲ့ပတ်သက်ပြီးတော့လဲနောက်တစ်ဆင့်တက်တာအဆင်ပြေတာစသဖြင့်အဲ့လိုအရာတွေကိုယ့်စီကိုရောက်လာမဲ့အရာတွေကကိုခုနကတော့ပြောရဲကိုကဒီဆုံးရှုံးမှုတွေပဲ focus လုပ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီအရာတွေကကောင်းတဲ့အရာတွေကတန့်သွားတယ်ပေါ့နော်နည်းနည်းနှောက်နေတယ်ဝင်လာဖို့ကအဲ့ဒီဟာမှာအဟန့်အတားဖြစ်နေတယ်ဆိုတော့ဟာမျိုးပြတယ်ဆိုတော့ကိုကဘာလုပ်ရမလဲဆိုလို့ရှိရင်ကိုမှကိုပြန်ဆန်းစစ်ရမယ်ပေါ့နော်ကိုအဲ့ဒီဟာတွေအပေါ်မှာပဲစိတ်ညစ်စရာတွေအပေါ်မှာပဲ focus လုပ်မိနေလားကိုဆုံးရှုံးသွားတဲ့မရရှိသေးတဲ့အရာတွေအပေါ်မှာ focus လုပ်နေလားဆိုတာကိုပြန်ဆန်းစစ်ပြီးတော့တကယ်လို့အဲ့လိုဖြစ်နေရဆိုလို့ရှိရင်အဲ့ဒီအရာကိုပြောင်းလဲရမယ်ပေါ့နော်နေ့စဉ်ကိုရဲ့ဒီခံယူချက်အမြင်တွေကိုပြင်ပြီးတော့ပြောင်းလဲဖို့ကြိုးစားရမယ်အဲ့လိုမှသာဒီကိုယ့်စီကိုရောက်လာမယ်အရာတွေဒီမှာဝင်လာဖို့ကရှိနေတယ်ဒီမှာ9 of cups ဆိုလို့ရှိရင်လည်းဒါစီးစိမ်ဥစ္စာငွေကြေးစီးပွားရေးပေါ့နော်စီးပွားရေးတိုးတက်မှုပေါ့စသဖြင့်အဲ့ဒီငွေကြေးကဝင်လာမယ့်အရာတွေကရှိနေတယ်ဒါချစ်ရည်နဲ့ပတ်သက်လို့ရှိရင်လည်းခုနပြောတဲ့တဆင့်တက်တဲ့ပေါ့နော်သူနဲ့ကိုယ်နဲ့မှာအဆင့်တဆင့်ကိုတက်တဲ့ဟိုမှာအခုမှစတွဲတာဆိုလို့ရှိရင်လည်းသူနဲ့ကိုယ်နဲ့ပို့ပြီးနားလည်မှုတွေရတာမိဘတွေနဲ့အသိပေးတာစသဖြင့်နောက်တစ်ခုကရှေ့ဆက်ပြီးတော့ရှေ့ရေး plan တွေကိုဆွဲတာအဲ့လိုမျိုးပေါ့နော်နောက်တစ်ဆင့်ကိုတက်လှမ်းဖို့အတွက်ခွင့်အလမ်းတွေအခြေအနေတွေဖန်တီးဖို့ကခုနကကိုပြန်ပြီးတော့ဆန်းစစ်ဖို့အရင်လိုတယ်ပေါ့နော်ဆိုတော့အဲ့ဟာလေးတွေ့ရင်ဆိုတော့ခုနကရောက်မဲ့အရာတွေကရှိနေတယ်နောက်တစ်ခုကကျတော့ဒီဟာကပေါ့နော်ကိုကရောက်တဲ့အရာတွေဝင်လာမဲ့ငွေကြေးတွေကတော့ရှိနေတယ်ဒါပေမဲ့အဲ့ဒါကလောင်းကစားတွေပါတယ်လုံးမိရဆိုလို့ရှိရင်ပြန်ပါသွားနိုင်တယ်ပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးလေးတွေ့နေတယ်နောက်တစ်ခုကကိုကမိသားစုထောက်ပံ့ရတာထောက်ပံ့နေတဲ့သူတွေအဲ့လိုထောက်ပံ့နေတဲ့အရာတွေရှိရဆိုလို့ရှိရင်လည်းကိုကအဲ့ဒီကိုရဲ့စိတ်ကိုပေါ့နော်ပြန်ပြီးတော့တုံ့တက်ပေးပါကိုကဒီကြီးဖြူနဲ့ပျော်ရွှင်ရွှင်နဲ့ပေးကမ်းနေရအောင်ဟုတ်ရလားပေါ့နော်ကိုယ်စိတ်ထဲမှာလည်းစိတ်အခက်မတင်တာစိတ်စင်မပြေတာမျိုးရှိနေလားဆိုတဲ့ဟာကိုပြန်ပြီးတော့ဆန်းစစ်ဖို့လိုတယ်အဲ့လိုရှိနေရဆိုလို့ရှိရင်ငွေတွေကဝင်လာတယ်ပြန်ထွက်တတ်တယ်ပေါ့နော်ဆိုတော့အဲ့ဟာလေးတွေ့တယ်ဆိုတော့အဓိကကတော့အခုဒီဖိုင်ဝမ်ရွေးချယ်ထားတဲ့သူတွေမှာတွေ့ရတဲ့အရာကကံကောင်းခြင်းတွေဝင်လာဖို့ရှိနေတယ်အဓိကကိုယ့်ရဲ့စိတ်နဲ့လည်းဒါရိုက်ဆိုင်နေတဲ့အတွက်ကိုယ့်ရဲ့စိတ်ထားပေါ့နော်ကိုယ့်ရဲ့အခုဖြစ်နေတဲ့စိတ်အခြေအနေကိုပြန်ကြည့်ပြီးတော့ပြုပြင်တဲ့ဟာလေးတွေပြုပြင်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုကောင်းတဲ့ကက်လေးတွေဖြစ်တယ်တော်တော်လေးကိုကောင်းတဲ့အရာတွေဝင်လာလိမ့်မယ်ကောင်းမွန်တဲ့ဒီကံကောင်းခြင်းတွေပေါ့နော်ပျော်ရွှင်ခြင်းတွေကိုယ်တော်ငွေကြေးတွေဝင်လာဖို့ရှိနေတယ်အဲ့ဒါလေးတွေကိုတွေ့နေရတယ်ဆိုတော့တစ်ချက်ပြန်ပြီးတော့တုံးတက်ပြီးတော့ feedback လေးလည်းရေးပေးပါအောင်နော်ကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါရှင်လူနာဒီ soul page ကနေပြီးတော့ကြိုဆိုပါရစေအခုဒီဖိုင်2ကိုရွေးချယ်ထားတဲ့သူတွေအတွက် July မှာပေါ့နော်ဘယ်လိုကံကောင်းခြင်းတွေရရှိမယ်ဆိုတဲ့ဟာကိုကြည့်ပေးထားပါတယ်ဆိုတော့ဖိုင်2ရွေးချယ်ထားတဲ့သူတွေအတွက်တော့ဒီ July မှာဆိုလို့ရှိရင်ဒီ chariot ကပေါ့နော်ကိုအခုလှုပ်ဆောင်နေတဲ့ဒီစီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်ကိုအခုလုပ်နေတဲ့ project တစ်ခုပေါ့နော်အဲ့လိုအရာတွေဒီရှေ့ရောက်တဲ့အနေအထားပေါ့နော်ရှေ့တိုးလှုပ်ဆောင်လို့ရတဲ့ရှေ့ရောက်တဲ့အနေအထားမှာရှိမယ်
တခုရှိတာကြတော့အရန် plan ထားတဲ့ဟာတွေပေါ့နော် plan ထားတဲ့ဟာတွေကတော့ plan ထားတဲ့အတိုင်းတော့ဖြစ်ချင်မှဖြစ်မယ်ရှေ့တော့ရောက်တယ်ဒါပေမဲ့သူ့နီးသူ့ဟန်နဲ့ရှေ့ရောက်တာမျိုးပေါ့နော်ကို plan ထားတဲ့အတိုင်းအစီအစဉ်ချထားတဲ့အတိုင်းတသွေးမတိန်တော့ဟုတ်ချင်မှဟုတ်လိမ့်မယ်အဲ့လိုမဖြစ်လည်းမဖြစ်ဘူးဒါပေမဲ့ဒီလုံးဝရှေ့ကိုရောက်တယ်ဆိုတော့တိုးတက်မှုရှိတယ်ဆိုတဲ့အနေအထားပေါ့နော်ရှေ့ရောက်တယ်ဆိုတဲ့ဟာမျိုးကိုတွေ့ရလိမ့်မယ်ပေါ့ပြီးတော့ကိုအရင်ကခံစားနေတဲ့စိတ်ညစ်စရာတွေခေါင်းကိုက်စရာတွေပေါ့နော်အဲ့ဒါတွေလည်းတဖြည်းဖြည်းလျော့ပါလာတာကိုတွေ့ရတယ်တဖြည်းဖြည်းလျော့ပါတယ်ဆိုတာကဒီဂျွန်ကစပြီးတော့ပေါ့နော်တဖြည်းဖြည်းလျော့ပါပြီးတော့ကိုယ့်အတွက်ကံကောင်းတဲ့အနေအထားကိုပို့ပြီးတော့ရောက်လာတာမျိုးကိုပြောတာပေါ့နော်ဆိုတော့အရင်တော့ခေါင်းကိုက်စရာတွေစိတ်ညစ်စရာတွေဒီဖြည်းဖြည်းလျော့ပါပြီးတော့ကိုယ့်အတွက်ဒီစိတ်ပိုင်းဆိုင်ရာဝိညာဉ်ပိုင်းဆိုင်ရာဒီပြောမယ်ဆိုရင် spiritual ပေါ့နော် spiritual နဲ့ပတ်သက်တဲ့အလုပ်တွေကိုတော်တော်များများလှုပ်လာနိုင်ကြတာကိုတွေ့ရတယ်ဆိုတော့ awakening ဖြစ်လာကြတယ်ပေါ့နော်။ဘာကြောင့်ဒီကိစ္စတွေဒီလိုဖြစ်တယ်လဲ။ငါဘာလို့ဒီလိုမျိုးတွေခံယူမိနေတယ်လဲ။ဘယ်လိုယူဆတယ်လဲ။စသဖြင့်ပေါ့နော်။ကိုယ့်ကိုပြန်ပြီးတော့လုံးဝသတိကပ်ပြီးတော့awaken ဖြစ်တဲ့အနေအထားပေါ့။ awaken ဖြစ်တယ်ဆိုတာကခုနဒီ spiritual လမ်းကြောင်းတွေကိုလိုက်တဲ့သူတွေဆိုလို့ရှိရင်လည်းဒီပြဿနာကဒီလိုကြောင့်ပါလား။ငါရဲ့ဒီလိုစိတ်နေစိတ်ထားဒီလိုမျိုးလေးကိုဘယ်လို perception တွေကိုဘယ်လိုပြောင်းလိုက်မယ်ဆိုလို့ရှိရင်တော့ဘယ်လိုပါလားပြီးတော့ဒီအခုဖြစ်လာတဲ့ဟာဒီငါအတွက်ဘယ်လိုအခွင့်အရေးဘယ်လိုဖြစ်ဖို့ဘယ်လိုကောင်းဖို့အတွက်ပါလားဆိုတော့ဟာကိုသတိပြုမိသွားတာပေါ့နော် aware ဖြစ်သွားတာပေါ့နော်ဖြစ်လာတဲ့အခြေအနေတွေပေါ်မှာဒီ blame လုပ်နေတာမျိုးပြစ်တင်တာမျိုးမဟုတ်တော့ဘဲနဲ့ဒီအပေါ်ကိုဘယ်လိုကြည့်မြင်တဲ့အမြင်တွေပြောင်းလာတာမျိုးပေါ့နော်ဆိုတော့ဒါဒီအရန်ကောင်းတဲ့ကိစ္စရပ်ပါအရန်ကောင်းတဲ့ gap ပေါ့နော်ဒါဒီလိုမျိုးလေးဖြစ်လာမယ်ဆိုရင်လည်းအရန်ကောင်းတယ်ပေါ့နော်ဆိုတော့အဲ့မှာဒီနှလုံးသားကြီးရာကိစ္စတွေကတော့နည်းနည်းစကားများတာလေး conflict ဖြစ်တာလေးတွေအတိုက်ခံစိတ်သဘောထားမတိုက်ဆိုင်လာလေးတွေတော့ရှိကောင်းရှိမယ်ဒါပေမဲ့ဒါခဏတာယာယီဖြစ်တဲ့ဟာပဲပေါ့နော်ဟိုလိုပြတ်သွားတာမျိုးတော့ပါတော့အဲ့ဒါမျိုးတော့မတွေ့ရဘူးဆိုတော့ဒီကံကောင်းခြင်းလို့ပြောတဲ့နေရာမှာပေါ့နော်အခုဒီ party ကိုရွေးချယ်တဲ့သူတွေအတွက်ဒီငွေရေးကြေးရေးကတိတ်ထွက်လာတာမျိုးမရှိဘဲနဲ့ငွေရေးကြေးထက်စားလို့ရှိရင်ကိုယ့်အတွက်ဒီခုနကိုရဲ့ personal development ပေါ့နော်ကိုယ်တိုင်းတိုးတက်တဲ့ကိစ္စတွေနောက်ပြီးတော့ဒီလုပ်ငန်းကိုင်ငန်းတဲ့ကိစ္စပတ်သက်တဲ့ကိစ္စတွေပြီးတော့ဒီယာတူးတိုးတဲ့ကိစ္စတွေဒါမျိုးလေးတွေတွေ့ရတယ်ပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့ခုနဟာလေးကိုနည်းနည်းသတိထားရင်ရပါပြီဆိုတော့ငွေကြေးပိုင်းဆိုတာမျိုးထက်ပေါ့နော်ခုနအရာတွေပို့ပြီးတော့တိုးတက်လာတာမျိုးတွေတွေ့ရလိမ့်မယ်ဒီဇွန်ဇူလိုင်ပေါ့အဲ့တော့ဇူလိုင်လအဆုံးနာပိုင်းအဲ့ဒီလမ်းလောက်မှာဆိုလို့ရှိရင်ကို promotion တွေဘာတွေမျှော်နေတယ်ဆိုလို့ရှိရင်လည်းဒါမျိုးဒီလိုသတင်းတွေကြားရတတ်တယ်ကောင်းသတင်းတွေကြားရတတ်တယ်ပေါ့နော်ဘယ်လိုပြောမလဲအလောက်ကိုင်းနေမှာဆိုလို့ရှိရင်တဆင့်တက်တာတိုးတက်တာငွေကြေးဆိုလို့ရှိရင်လည်းပို့ပြီးတော့ကောင်းလာတာပြောဆိုဒီလူမှုရေးကိစ္စတွေမှာဆိုလို့ရှိရင်လည်းပို့ပြီးတော့ကောင်းလာတာအဆင်ပြေလာတာကိုနဲ့အဆင်မပြေတဲ့သူတွေရှိတယ်ဆိုရင်တော့မှပဲကိုနဲ့မှာအထက်လူကြီးပဲဖြစ်ပေါ့နော်လုပ်ငန်းခွင်မှာအဆင်မပြေတဲ့သူရှိရဆိုရင်တော့မှပဲသူနဲ့ကိုနဲ့မှာစကားပြောလို့အဆင်ပြေလာတာပို့ပြီးတိုးတက်လာတာစသဖြင့်ဒါမျိုးလေးတွေတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီဖိုင်းတို့ရွေးချယ်ထားတဲ့သူတွေရဲ့ဒီဇွန်ဇူလိုင်ကံကြမ္မာအနေထားကလည်းကောင်းတဲ့ဘက်မှာအများကြီးရှိနေပါတယ်ကောင်းနေပါတယ်ဆိုတော့ပို့ပြီးတော့ကောင်းအောင်လို့ခုနပြောရဲပေါ့နော်ဒီကိစ္စတစ်ခုခုရှိတယ်ဆိုလို့ရှိရင်အဲ့ဒီကိစ္စရက်ကိုကိုယ့်ရဲ့ own belief ပေါ့နော်ကိုယ့်ရဲ့အမြင်နဲ့အတွေးနဲ့ပဲဆုံးဖြတ်တာမျိုးမလုပ်ဘဲနဲ့ဒီသူ့ဘက်ကိုယ်ဘက်ကြည်တာမြတ်တတ်တွေးခေါ်တတ်တာနောက်ပြီးတော့ဒီလိုချင်းနေဖြစ်တယ်ဆိုတာကတော့ reason ရှိတယ်ပေါ့နော်ဘာဖြစ်လို့ဒီ reason ကဘာလဲဆိုတော့မြင်အောင်ကြည့်တတ်တာစသဖြင့်ဒါမျိုးလေးတွေကိုယ့်ရဲ့အမြင်လေးတွေပြောင်းလဲမယ်ဆိုရင်ကိုယ့်ရဲ့ကံလေးတွေလည်းပို့ပြီးတော့ကောင်းတဲ့ဘက်ကိုပြောင်းလဲလာပါလိမ့်မယ်စောင့်ကြည့်ကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်